နောက်ပြီးတော့ဖြော်ပြီးကပ်ပြရတာဆိုင်ရုံပဲအစီစိတ်ကျဉ်းနှမှုရှိရလားပြောရလားပြီးပြည့်ကြလားပြောပါတယ်ပြောပါတယ်ဆိုတော့ဘာကိုပြောလဲဆိုတော့အခုအမျိုးသားကစားရုံမှာတော့4 သိန်းပေါ့ဗျာနော်အမျိုးသားလက်မှတ်တက်စားဟုတ်တယ်လူတယောက်ကို4 သိန်းပေါ့ဗျာဟုတ်တယ်ဒီမှာကျတော့ဖရီးပေါ့ဗျာဖရီးဆိုတဲ့အခါကျတော့ကျွန်တော်တို့ဘာလေးကိုဘယ်ဟာလေးကိုပြောချင်လဲဆိုတော့ကျွန်တော်တို့မြန်မာစိုင်းမှုဇက်ပွဲရတော့ဟိုနေဟာဆိုမှလူတန်းစားမရွေးပြတာလေဆိုတဲ့ image လေးကိုတပြိုင်တည်းဟုတ်တယ်ဒီချိန်မှာမြို့သားကစားမှာ4 သိန်းနဲ့ရောင်းနေတဲ့အချိန်မှာဒီနေ့မြစ်သားမှာအခမဲ့ဗလာပွဲကပြနေတယ်ဒါဘုရားတကာကြီးရဲ့စေတနာပေါ့ဗျာဟုတ်တယ်ဘုရားတကာကြီးကနေပြီးတော့အားလုံးကိုပြပေးလိုက်ပါဆိုတဲ့အခါကျတော့အားလုံးကြည့်ကြဟုတ်တယ်ဒီဥစ္စာကဒါအမှတ်တရပေါ့ဒါကဆရာကားတဲ့စေတနာလေးဟုတ်ကဲ့ဒါလိုက်တာအောင်ကျော်ထွန်းဟာနာမည်ကြီးစိုင်းရင်မှုဇက်ပွဲကိုလူတန်းသားမီးတွေဒါဆရာစေတနာလေးဟုတ်ကဲ့သူတို့တချို့လက်လုံးနဲ့စားနေရှိတယ်လက်လုံးနဲ့စားနေရှိတယ်သူတို့နဲ့မှမကြည့်အောင်ငါတို့တော့ယုံကားတာမတက်နိုင်ဘူးဟုတ်တယ်ယုံကားတာမကြည့်နိုင်လေဒီမှာအခမဲ့ပြတဲ့ခါဟုတ်တယ်အခမဲ့ပြတဲ့ခါကြည့်အကယ်၍သူတက်နိုင်တဲ့လူတွေကလည်းသူတက်နိုင်တဲ့ပြောလိုက်တဲ့မှာကြည့်ကြမှာဟုတ်တယ်ဒါကြောင့်စိုင်းရင်မှုဇက်ပွဲဆိုတာကကုံတယ်ပွဲစားတတိယတည်းကုံတယ်လေလို့အဲ့ဒါလည်းလို့အားလုံးအတန်းသားကုံတယ်လို့ဓမ္မခုတ်ကစားအကုန်ပါတယ်အတန်းသားမီးပါတယ်ဟိုနေ့ကိုခုနချမ်းသာကြွယ်ဝတဲ့လူတွေလုပ်ငန်းရှင်တွေကိုချိုးပြမဲ့လက်ကလည်းဒီလက်လေးပဲဒီလက်တွေဒီလိုလေးပဲချိုးမှာနော်အဲ့တော့ဒီကုံတယ်ဟောပါပဲဓမ္မဝါလေကုံတယ်ပွဲစားတတိယတည်းဟာမင်းခါစားခုနပြောနေပါလေတောင်ရလေလို့ဓမ္မခုတ်တောင်ရလေလို့ဓမ္မခုတ်တွေကိုလည်းချိုးပြမှာဒီလက်လေးပဲဒီလက်လေးပဲဒါပါပဲဟာလားကဲအဲ့တော့နေရာထိုင်ကလေးတွေကွဲသွားပြီးတဲ့အချိန်မှာဈေးနှုန်းလေးကွာသွားတာပဲရှိပါတယ်တောင်းလေးရှိပါအမှုပညာလေးကတော့အားလုံးကိုအမြဲတမ်းသေတရားသာချင်းနေမင်းတို့မြည်သည်ပါလေမြည်သည့်သားကောင်ကိုလိုက်တူညီတော်လုံးလာကိုစိုက်ထုတ်ပြီးဆိုတဲ့စကားပဲအတိုင်းပဲဒီဝါရမစိုက်ပြီးတော့ပြောပြရတယ်ဘယ်စမ်းရေးပေါ်စပွဲဘယ်နေရာပဲရောက်တူညီတော်လုံးလာကိုစိုက်ထုတ်ပြီးတော့တင်ဆက်မှာဖြစ်ပါတယ်ဟုတ်တယ်ဒါကြောင့်ပရိသတ်များဒီနေ့ညနောက်ဆုံးညအောင်ဝဲကံအားပေးကြပါသိခေါ်ပါလေ